င်္ဂလာပါရှင်ဒါကတော့မြတ်ကြပြူသင်္ကန်းတိုက်ကနေပြီးတော့ကျူစီစစ်တဲ့အဖွဲ့ဝင်စူပါဗိုက်ဇာမမဖြစ်ပါတယ်နာမည်ကတော့ဒေါ်အေးသွဲဖြစ်ပါတယ်ရှင်မအေးသွဲအေးသွဲကဒီမှာစစ်နေရမှာเนาะဒါစင်ပြေလားဘလို့လဲပြောပြပါဦးဒါလေးစစ်နေရလဲချုပ်ရိုးချုပ်သားကြည့်တယ်ဟုတ်ပါပြီလက်တိပါလားလို့ကြည့်တယ်ဟုတ်တယ်သင်္ကွက်ပါလားကြည့်တယ်ဟုတ်တယ်ပြီးတော့နောက်သင်္ကန်းညီလားမညီလားကြည့်တယ်ညီလားမညီလားပြီးတော့ဆုံးလားမဆုံးလားသူ့သင်္ကန်းနဲ့သူ့အယောင်နဲ့ဟုတ်လားမဟုတ်လားလို့စစ်တယ်ဟုတ်တယ်မှန်ပါတယ်ရှင်ပြီးတော့အလျားနံအနည်းဆုံး30ရှိရမယ်နှစ်ကိုင်းနဲ့30ဟုတ်တယ်ပြီးတော့ဒါဘာသင်္ကန်းနေလဲရှင်ပြပြပေးပါဦးဂျပန်မှာတင်မှာမအေးတယ်ဟုတ်တယ်83လုံးဂျပန်မှာတင်ဒီမှာတောင်ကိုပို့မှာပါပြောလေတောင်ကိုပို့မဲ့သင်္ကန်းနေဖြစ်ပါတယ်တောင်ကိုကဆိုင်ရှင်ကြီးရနော်ဒါမှားထားတဲ့သင်္ကန်းနေပါအမိပို့ပေးရမှာနော်အမိပို့ပေးရမှာစီးပြက်သွားလို့အခုပြန်ရလို့ပို့ပေးတာပါဟုတ်တယ်ပြက်သွားလို့ဒါအားလုံးပေါင်းဘယ်နှစုံလောက်ပို့ရမှာလဲအားလုံးပေါင်း30ပို့ရ3မျိုး20တစ်မျိုး20စီလောက်နော်အဲ့လိုလောက်ပို့ပေးရမှာပါအမိပေါ့နော်ဒါမြန်မြန်ချုပ်ရတယ်မြန်မြန်ချုပ်အဲ့လိုမျိုးလောက်ရတာဥမာတေးရောက်တာပါဟုတ်ပါတယ်ရှင်တော်တော်လှရနော်ဒီသင်္ကန်းလေးလှတယ်အသားမျိုးချုပ်တာတီတကူရောင်ဒါဖြူတယ်ဖုံဖုံနေနဲ့လဲဒါဟိုဟာစက်တည်ရရှိတယ်ပေါ့နော်အဲ့ဖက်တယ်နေရာနံပြည့်ညချဖြူသင်္ကန်းတိုက်ကပါရှင်မှာယူကြလို့ရှင်တော့ Viber နံပါတ်399443393950 493614ရန်ကုန်မြို့ညချဖြူသင်္ကန်းတိုက်ကိုဆက်သွယ်မှာယူနိုင်ပါတယ်ရှင်နော်ဆိုင်ရှင်ကြီးတွေကိုမြန်လေးချုပ်ပေးပါတယ်နော်တက်နိုင်ဆုံးမြန်လေးစီစဉ်ပြီးတော့အဆင်ပြေအောင်လုပ်ပေးနေပါတယ်နောက်ပြီးအခါကျတော့လက်ကားဝယ်ယူခြင်းတဲ့သူတွေမိတ်ဆွေတွေ customer တွေအတွက်ကို10စုံကနေစပြီးတော့အဆင်ပြေအောင်လုပ်ပေးပါတယ်ပြီးတော့တစ်စုံချင်းစီဝယ်ယူအားပေးခြင်းနဲ့ဆိုလဲမှာလို့ရပါတယ်အမျိုးမျိုးနဲ့ပို့ပေးပါတယ်ရှင်ဒေါက်တာနာမည်ဒေါက်တာ E ဖြစ်ပါတယ်ညချပြူသင်္ကန်းတိုက်ရန်ကုန်ကပါရှင်ကြည့်ရှုအားပေးသူချင်းမိတ်ဆွေများအားလုံးဝယ်ယူအားပေးသူချင်းမိတ်ဆွေများအားလုံးကျမ်းမာချမ်းသာကြပါစေရှင်ကျေးဇူးအများကြီးတင်ပါတယ်နှုတ်ဆက်လိုက်ပါဦးမအေးသွဲကျေးဇူးတင်ပါတယ်အခုလိုမျိုးပြူရတယ်သူကအဲ့လေမင်းသမီးလုံးလို့ရပြီကျေးဇူးပါ